ငိမ့်ချမ်းအတွက်လီလာကြမဲ့မိုင်း2300ခီကိုတန်ဃာတော်များဆက်လက်ကြွားချီငိမ့်ချမ်းပြန်ပွားတိုးတက်ဖို့တက်ရှိရတဲ့ရပ်ပေါင်း120ကြာမဲ့မိုင်း2300ခီရှိလမ်းလျှောက်နေတဲ့တန်ဃာတော်တွေကဒီဇင်ဘာ29ရက်နေ့မှာအမေရိကန်နိုင်ငံဂျော်ဂျီယာပြည်နယ်ဖေးရက်ဘေးမြို့မှထပ်မံထွက်ခွာလာပါတယ်။လက်တလုံးမှာဂျော်ဂျီယာပြည်နယ်တွင်းရှိ Shashbarg, Peachtree City, Fairview နဲ့ Morrow မြို့များကိုဖျက်ဆီးကြွားချီမှာဖြစ်ပါတယ်။အဲဒီနောက် Winter, Staten, အေသင်မြို့များတို့ဆက်လက်ကြွားချီမည်ဖြစ်ပါတယ်။ခီးစဉ်ကဖေဖော်ဝါရီလကုန်ပိုင်းမှာဝါရှင်တန်ဒီစီမြို့မှာပြီးဆုံးမှာဖြစ်ပါတယ်။တန်ဃာတော်များရဲ့ငြိမ်းချမ်းရေးလမ်းလျှောက်ခီးစဉ်ကအောက်တိုဘာ26ရက်နေ့ကတက်ဆက်ပြည်နယ်ဖိုးဝိန်းမြို့မှာစတင်ခဲ့ခြင်းဖြစ်ပါတယ်။ခီးစဉ်ကိုဝေါင်တော်ဝိပဿနာဘာဝနာစင်တာမှရဟန်းတော်များဦးဆောင်ကလမ်းလျှောက်နေကြခြင်းဖြစ်ပါတယ်။တန်ဃာတော်များရဲ့ခီးစဉ်ကငြိမ်းချမ်းရေးမေတ္တာတရားဂရုဏာတရားသတိတရားစီလုံးညီညွတ်မှုနဲ့စိတ်ဓာတ်ခွန်အားပြန်လည်ပြည့်ဖြိုးရေးတို့ကိုမြင့်တင်ပေးနိုင်ရန်ရှိရတယ်လို့သိရပါတယ်။